ခရသခင်ရဲ့တမိတော်ဟာလူသားတွေရဲ့တေဆုံးမဲ့ရက်စွဲတွေကိုထုတ်ပြန်ပေးလိုက်ပါတယ်။ဒါကြောင့်လူတိုင်းဟာမိမိတို့ရဲ့ကြံရှိတဲ့တက်တန်းကိုအတိအကျသိရှိသွားကြပါတယ်။ဒီကောင်လေးမှာတော့ရှင်တန်ဖို့9ရက်ပဲကြံပါတော့တယ်။သူဟာမိဘတွေကိုသူ့ရဲ့နောက်ဆုံးဆန္ဒတစ်ခုတောင်းဆိုခဲ့ပါတယ်။အဲ့ဒါကတော့မင်္ဂလိဝတ်စုံကိုတစ်ကြိမ်လောက်ဝတ်ဆင်ခွင့်ရဖို့ပါပဲ။နောက်တစ်နေ့မှာတော့သူဟာအနီရောင်ကောင်လေးကိုဝတ်ဆင်ပြီးကျောင်းနေဘက်တွေရဲ့အံ့ဩတုံလုံးနေရဲ့အကြည့်တွေကြားထဲမှာပဲကျောင်းရဲ့ကိုရဲရဲဝံ့ဝံ့လမ်းဝင်လာခဲ့ပါတယ်။သူထွက်ခွာရမယ့်နေ့ကိုရောက်ရှိလာတဲ့အခါမှာတော့ကောင်လေးကပင်လယ်ကမ်းခြေမှာပဲစီဝင်ကျုံငင်းကျင်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ရှောင်းမင်းနဲ့အတူအခြားသောတပည့်9ဦးတို့ဟာသူ့ကိုပင်လယ်ကမ်းခြေစီခေါ်ဆောင်လာခဲ့ကြပါတယ်။ဒီနေရာဟာဒေကာနီလူတွေနဲ့ပြည့်နှက်နေပြီဖြစ်ပါတယ်။ရှောင်းမင်းနဲ့အပေါင်းပါတွေဟာကောင်လေးကိုအလဲမှာထားပြီးဝိုင်းရံထိုင်နေကြကသူ့ရဲ့နောက်ဆုံးခီးကိုအတူတူလိုက်ပါပို့ဆောင်ပေးဖို့ပြင်ဆင်နေကြပါတယ်။ဒါပေမဲ့အချိန်မပြည့်ခင်လေးမှာတင်ပြစ်ကျလာတဲ့လေရင်တစည်းဟာသူတို့စီကိုရုတ်တရက်ဦးတည်လာပြီးမှအံ့ဩစရာကောင်းလောက်အောင်ကောင်းကင်ရဲ့စီကိုပြန်တက်သွားခဲ့ပါတယ်။ဒါဟာသူမရဲ့မိခင်ဖြစ်သူကအရာအလုံးကိုပြောင်းလဲပေးလိုက်တာဖြစ်ကြောင်းရှောင်းမင်းသိရှိသွားပါတယ်။မိခင်ဖြစ်သူဟာပျော်ရွှင်စွာနဲ့တန်ရှင်းရေးလုပ်ရန်ဖုံးစုပ်ဆက်သွင်းဖို့အတွက်လူသားတွေရဲ့အသက်ရှင်တည်ဆုံမှုကိုထိန်းချုပ်ထားတဲ့ကွန်ပျူတာပလက်ကိုဆွဲဖြုတ်လိုက်ပါတယ်။အလုပ်ပြီးလို့ပလက်ပြန်တက်လိုက်တဲ့အခါမှာတော့ကွန်ပျူတာက reset ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်သူမဟာကဘာကြီးကိုမိမိစိတ်ကြိုက်ပြန်လဲပြင်ဆင်တက်မှတ်လိုက်ပြီးလေရင်ပြတ်ချက်မဲ့ဘေးကနေကာကွယ်နိုင်ခဲ့တယ်လို့လူသားအလုံးရဲ့ကံကြမ္မာတွေလည်းပြောင်းလဲသွားပြီးတည်ဆုံမဲ့ရက်ဆွဲမစစ်တွေလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတင်မကတဲ့မိခင်ဖြစ်သူဟာလူသားတွေရဲ့နေထိုင်မှုပတ်ဝန်းကျင်ကိုပါအကုန်စင်ပြောင်းလဲပစ်ခဲ့ပါတယ်။ကောင်းကင်ယံဟာပြလဲလဲမဟုတ်တော့ပဲရောင်စုံပန်းပွင့်ဖက်လေးတွေနဲ့လက်ပါနေခဲ့တယ်လို့အနာတိကတိုက်ဟာလည်းမအေးတော့တဲ့အတွက်လူတွေဟာလက်တို့အင်ဂျီတွေနဲ့တက်တောင့်တက်တာနေထိုင်နိုင်ကြပါတယ်။လင်မယားကြားမှာဘသူကကိုဝန်ဆောင်မလဲဆိုတာကိုတောင်ရွေးချယ်နိုင်လာကြပါတယ်။လူတိုင်းဟာဒီကဘာတစ်ကိုသဘောကျနဲ့ချိုက်နေကြပေမဲ့ဖျားသခင်တပါးတဲ့တာချွင်းချက်ဖြစ်နေပါတယ်။သူဟာအဝတ်လျှော်ဆက်ကတဆင့်နက်ပြည်ကိုပြန်ဖို့စူးစမ်းခဲ့ပေမဲ့လမ်းကြောင်းပိတ်သွားခဲ့ပါတယ်။သူဟာတစ်သက်လုံးပြန်ခွင့်ရတော့မှာမဟုတ်ပဲဒါဟာသူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ပဲဖြစ်ပါတယ်။